အားလုံးပဲမင်္ဂလာပါလူတဲ့လက်ဝေနှိပ်ဖို့အတွက်ဒီနေ့လာပြောပြမှာဖြစ်ပါတယ်ဒီလ6လပိုင်း26ရက်နေ့နောက်ဆုံးလို့လည်းကြားပါတယ်ဟုတ်မဟုတ်ကတော့မသိကြပါတေးကြတာကတော့လက်ဝေမနှိပ်ထားလို့ရှိရင်ကျွန်တော်တို့ CI passport မှာဒါမှမဟုတ်လည်း PJ passport မှာ visa ထုတ်လို့မရပါဘူးဒါကြောင့်မလို့ visa ထုတ်ဖို့အတွက်လူသစ်တွေကဘောပါမေးကြားထားပြီးပြီဆိုလျင်လက်ဝေနှိပ်ပါလက်ဝေဆိုတာကထိုင်းနိုင်ငံမှာရှိတဲ့ဒီလဝက system အင်္ဂလိပ်လို immigration ထိုင်းလိုตรวจคนเข้าเมืองဒါမှမဟုတ်လည်းအတူเข้าตมအဲ့ဒီရဲ့ computer system ထဲမှာကျွန်တော်တို့ခရီးသွားလာဖို့အတွက်သွားလာနေထိုင်ဖို့အတွက်ဒီသူ့ရဲ့ system ထဲမှာကျွန်တော်တို့ထိုင်းမှာအလုပ်လုပ်ပြီးတော့နေထိုင်မယ်သွားလာမယ်ဆိုရင်လက်ဝေနှိပ်ထားရမယ်လက်ဝေနှိပ်မှသာလျှင်သူ့ရဲ့ system နဲ့အချက်အလက်တွေ data အချက်အလက်တွေကိုတော့စုစည်းတာဖြစ်တယ်အင်္ဂလိပ်လိုဆိုရင် collect data နော် data collect နော်รวบรวมข้อมูลพิสูจน์สัญชาติเนาะမြန်မာလို့ဆိုရင်ဒီလက်ဝေနှိပ်တာเนาะအင်္ဂလိပ်လိုပြန်ပြောမှဆိုရင်တော့ biometric เนาะ fingerprint data collection ပေါ့เนาะအဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမရှိရင်ကျွန်တော် CI ရုံးဖွင့်တဲ့ခါကျရင် CI တက်လို့တဲ့ခါကျကျွန်တော် visa ထုတ်လို့မရဘူး။ visa ထုတ်လို့မရဘူး။တချို့ကစာအုပ်အလွတ်တွေရှိတယ်။စာအုပ်အလွတ်တွေထဲမှာ visa ထုတ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ data အချက်လက်တွေက immigration ရုံးထဲမှာမရှိလို့နော်သူ့ရဲ့ computer system ထဲမှာကိုယ့်ရဲ့အချက်လက်တွေမရှိလို့အလုပ်သမားဝန်ကြီးဌာနမှာကျွန်တော်တို့အလုပ်လုပ်ခွင့်ပါမြစ်တော့ရပြီ။တွာလာဖို့နေထိုင်ဖို့အတွက်က visa လို့တယ်။ visa ကစာအုပ်မရှိတော့ထူးမရဘူးထူးမရတဲ့ခါကျတော့လောဆယ်အချက်လက်တွေကိုဖြည့်ထားရတယ်လက်ပွေနှိပ်ရတယ်ကိုယ့်ရဲ့အချက်လက်တွေကိုသူ့ရဲ့ computer system တွေကိုတော့ထည့်ပြရတယ်။ဘာမှထည့်လဲဆိုတော့သူတို့ဖွင့်ပေးတဲ့ဒီ immigration center ပေါ့နော် immigration center သူတို့ဘယ် center မှာအပယ်မျိုးကတော့ဘယ် center မှာသွားပြီးတော့လက်ပွေနှိပ်ရမယ်ဖြည့်ရမယ်ဆိုတာကိုသူတို့သတ်မှတ်ထားတယ်သွားပြီးတော့ဖြည့်လိုက်ရတယ်အများကြီးကတော့ဒီဘန်ကောက်မြို့ထဲမှာလည်းဖြည့်လို့ရတာပေါ့တခြားနယ်ကနေလာပြီးတော့ဘန်ကောက်မြို့ထဲမှာဖြည့်တာလို့ဖြည့်လို့ရတယ်အဲ့ဒါမျိုးလည်းရှိခဲ့ဘူးတဲ့ဆိုတော့ဒီဗီဒီယိုကလက်ပွေမနှိပ်ထားရလေလို့ရှိရင်ဝါဘာမေထွက်ပြီးတဲ့လူသစ်တွေလက်ပွေသွားနှိပ်ဖို့အတွက်လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဦးပါ